ဒီကြရဒီလောက်ကောင်းတဲ့လက်ပံမွေးကြော်ရှိမှမဟုတ်တော့ဒီနေ့လက်ပံမွေးကြော်စားပါမယ်ဒါတော့ခေါင်းတက်လေးခွဲလိုက်ပါမယ်လို့ရှိရင်ခေါင်းရောဒီဟာလေးရောထညက်ရမကြီးသေးရနည်းနည်းလေးထည့်ပြီးပြုတ်ပါမယ်ကဲစပ်ပြုတ်ပါတော့မယ်ပြုတ်လို့ရပြီဆိုတော့ねဒါလေးကိုရေစင်အောင်ဆေးမယ်ပေါ့နော်ရေစင်အောင်ဆေးပြီးစစ်တာမယ်ဒီခေါင်းကတော့ချင်းချက်စားဖို့အတွက်သုံးပါလောလောဆယ်ဒါလေးကိုပဲကြော်မယ်ပေါ့နော်ဒီရိုးရက်လေးကိုပဲကြော်မယ်ပြီးအကြော်မုတ်ထည့်မယ်စားထည့်မယ်ကြော်မုတ်နဲ့ထည့်မယ်ပြီးလို့ရှိရင်တမအောင်လို့နေလိုက်ပါမယ်ရှင်နေပြီးသွားရင်တော့စီယိုလေးထည့်ပါမယ်ကျွန်တော်အရင်ဆုံးကျွတ်သွမျိုးထည့်လိုက်မယ်ပေါ့နော်ကျွတ်သွမျိုးလေးကိုအရင်ဆုံးကြော်ပြီးတော့ပြန်ဆယ်ထားမှာပေါ့နော်မွေးသွားအောင်လို့ကဲကျွတ်သွမျိုးလေးကိုလုံးဝမွေးသွားအောင်အရင်ဆုံးဆယ်ထားလိုက်ပါမယ်ပြီးရင်တော့ပန်းမွေးကြောက်တိထည့်ပြီးတော့ကြော်ပါတော့မယ်ရှင်လုံးဝကြော်လောက်တဲ့နေထားရောက်ပြီဆိုလို့ရှိရင်တော့ဆယ်လို့ရပါပြီဒါလေးကတော့ဒါဆယ်လိုက်ပြီပေါ့နော်အများကြီးဆိုတော့ကြော်ရနည်းနည်းတော့ကြာတယ်ပြီးလို့ရှိရင်တော့အချို့ကြိုက်တဲ့လူကအဲ့တိုင်းပဲချိုးလေးတိုင်းပဲဒီချက်သွန်ပြူတက်ထည့်ပြီးတော့တမအောင်မွေးလိုက်ပဲเนาะအဆက်ကြိုက်တဲ့လူကကျတော့ဒါငရုတ်သီးလေးထည့်ပြီးတော့ငရုတ်သီးရဲ့ချက်သွန်ပြူရဲ့လက်ပံ6တည်းရဲ့ကိုတမအောင်မီးလေးနဲ့ထပ်ပြီးတော့ကြော်လိုက်ပါမယ်ကဲနောက်ဆုံးတော့ရပါပြီ